ဒီဇင်ဘာ16ရက်နေ့မှာနိုင်ငံတကာလူငယ်များတိုးတက်သနာလဲလာရဲစခန်းတက်ဟုံးပြည်နယ်ခွဲတရုတ်မြန်မာလူငယ်ချီချီရဲဖလဲပွဲကိုအောင်မြင်စွာပြမြောက်ခဲ့ပါပြီ။ဒီဖလဲပွဲဟာတရုတ်မြန်မာလူငယ်တွေအတွက်အချင်းချင်းတင်ယူဖို့တရှိဖို့အင်းကြီးစေဖို့ဒီဆောက်ပေးတဲ့ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။အင်ဂျင်မှုကိုတတာအဖြစ်ချီချီရဲကိုကျိုးအဖြစ်ထားပြီးနေဆက်ဖြစ်ကျပူပေါင်းဖလဲမှုများကိုနှိမ့်ချမ်းစွာဆောင်ရွက်ကစေတသွင်းချီချီရဲ့အခမ်းကဏ္ဍတီကိုအတူတကွဖန်တီးရန်နိုင်ငံအတီးတီးရှိလူငယ်များကိုဖိတ်ခေါ်အပ်ပါတယ်။ဒီလိုလေးလာရေးကြီးလာတော့အရင်ပြောတယ်။ပြောကိုမတွေ့ဘူးတာတွေရောမလုပ်ဘူးတာတွေရောအများကြီးလုပ်ရတယ်ပြီးတော့အတွေ့အကြုံအများကြီးရတယ်။သူတို့ရဲ့ coffee ကတော့ကောင်းတယ်။ဘလို့ဆိုတနိုင်ငံနဲ့တနိုင်ငံလုံးတဲ့ coffee ကအရသာချင်းမတူဘူး။တရုတ်မြန်မာလူငယ်ကိုယ်စားလှယ်များကမန်စီမြို့မှာစုပြီးစံထိုင်ဆိုင်ကျေးရွာဟုတ်ကူကော်ဖီဆက်မစုံနဲ့တဲ့ဟောအတမဝန်ကြောင်းကိုလေတော့လှည့်လာရဲ့ခီးစင်များစက်တက်ပြုတ်လုပ်ခဲ့ပါတယ်။ရိုးရာရင်ကျမှုအမွေအနှစ်များဆက်လက်ရှင်တန်စေရဲ့အနာဂတ်အတွက်အတူတကွဆွေးနွေးကြစို့ဆိုတဲ့ဆောင်ဖို့နဲ့တဲ့တဲ့လက်လာချင်းရင်ကျမှုဖလေကြီးနဲ့အပြန်အလှန်အတွေ့အကြုံများအပါအဝင်ကန်တာဆုံးကပ်စီတရုတ်မြန်မာပေါ့ပေါ့ချီချီရဲ့ကိုအတူတကွမြင်တင်ခဲ့ပါတယ်။အများကြီးတည်ယူခဲ့ရပါကိုမတိတဲ့အကြောင်းအရာတွေပြီးတော့ကော်ဖီတွေရောစမ်းတော့ခဲ့ရတယ်အရန်ကောင်းတယ်ပြီးတော့တအားရိုးရာရင်ကျမှုကိုလည်းကျွန်တော်သိရှိခဲ့ရပေါ့ကျွန်တော်ဆန်းဆွေးကြည့်ခဲ့ရအရန်ကမှဆွဲချင်စိတ်ငြင်ရပေါ့မြန်မာနိုင်ငံကလက်ဖက်ကသူကအရသာကိုပိုလေးတယ်ပေါ့သူကပုံရောစားနေနေတယ်ဟိုဒီဖက်ကဟာတော့စားရနေနေတော့ပေါ့ရပေါ့တင်းနေတော့ပေါ့နေတယ်သူဟာနဲ့သူတော့စားလို့ကောင်းတယ်ရှင်谁的家嘛，看地雷就偏来不嘞。